အားလုံးမင်္ဂလာပါကျွန်တော်ရဲ့တူရီကိုဆွဲ channel နဲ့ကြိုဆိုပါရစေကျွန်တော်မနေ့ကပြောခဲ့တယ်နော်53ည25ခွန်ပတ်တီနော်နှစ်ပတ်တီခွန်ပတ်တီထွက်ပြီ53ည break 3ည break ထွက်ပြီဟုတ်ပြီနော်ကဲအဲ့တော့ဒီမှာတစ်ချက်ကြည့်ဒီမှာဒီလိုထပ်အောင်နှလုံးတန်းထားခြင်းကြောင့်ပါနှစ်ခွန် break နော်ကျွန်တော်ရဲ့ channel လေးလည်းမိတ်ဆွေ like subscribe လေးလုပ်ထားပေးကြအောင်နော်ဒါမှကျွန်တော်ဗီဒီယိုတင်တိုင်းမိတ်ဆွေတို့မြင်ရတွေ့ရအောင်လို့ပါနော်နှစ်နှလုံးတန်းခြင်းကြောင့်ကနှစ်ခွန် break ရှိမယ်ပြီးရင်ဟာဒီမှာခွန်ထိတ်ထွက်ထားခြင်းကြောင့်ခွန်နှစ်ပိုင်သို့မဟုတ်ခွန်နှစ် break ဒီမှာလာတူနေတယ်ခွန်နှစ် break ကနော်ပြီးရင်လဲဆယ်ပြီးဖြစ်ရင်လည်းခွန်နှစ်3ည break ကလာတတ်တယ်လဲဆယ်ပြီးဖြစ်ရင်နော်ခွန်နှစ်3ည break လည်းလာတတ်တယ်အဲ့တော့ပြီးတော့တစ်ခုပြောချင်တာဒီမှာမနက်20ညနေခွန်3အလဲနက်ခတ်ဖြစ်နေအလဲနက်ခတ်ဖြစ်နေရင်အဲ့မှာဘာရလဲဆို23ခွန်အခွေအပူပါနော်23ခွန်အခွေအပူပါလာပါလိမ့်မယ်အားလေးမိတ်ဆွေတို့နော်ပြီးရင်ဒီ3တလုံးလာထားခြင်းကြောင့်16တလုံးလာမယ်နော်3တလုံးလာထားခြင်းကြောင့်16တလုံးလာမယ်အလဲ10ပြည့်ဖြစ်နေရင်အလဲ10ပြည့်ဖြစ်နေ93ညအချိန်နော်အလဲ10ပြည့်ဖြစ်နေ93ညအချိန်အဲ့တော့ဒီအချိန်တစ်ခုကိုကျွန်တော်တွဲပြလိုက်တဲ့အချိန်မှာ9156 31 36အဲ့လေးကွက်ဘလို့ရတယ်ပေါ့နော်ဟုတ်ပြီနော်ပြီးအင်္ဂါနေ့မှာ3ည break ဆင်ထားခြင်းကြောင့်ဘာလာမလဲဆိုညီကိုလာမယ်အပူးလာမယ်3ည break လာမယ်အပူး3ည break ဆိုကျွန်တော်5ဘူးနဲ့3ညဘူးနှစ်ကွက်ပဲရှိမယ်နော်ဒီ5ရှိမယ်မနက်ဖြန်တော့ကျွန်တော်အကြိုက်ဆုံးပတ်သေးဟိုင်5ပတ်သေးကျွန်တော်အကြိုက်ဆုံးပဲရပြီနော်ကဲအဲ့တော့ဒီ5ပတ်သေးကျွန်တော်ဘာဖြစ်လို့ကောင်းလဲဆိုမနေ့ကကျွန်တော်ပြောတယ်တနင်္လာနေ့နှစ်ထိပ်စီထွက်တော့ဟိုင်5ခွန်ပတ်သေးတရားရခိုင်နှုံးလာမှာဟုတ်ပြီနော်တရားရခိုင်နှုံးလာမယ်လိုက်ပါဒါပေမဲ့ငွေကိုတော့ချိန်မှာကျွန်တော်အများတန်းပြောတော့ငွေကိုတော့ချိန်မှာဟုတ်ပြီနော်ကျွန်တော်အများတန်းပြောတော့ငွေကိုချိန်မှာငွေကိုချိန်ပြီးမှလိုက်ပါဒါလို့ကိုကလိုက်နဲ့ကနန်းထွက်မလာသေးတဲ့အချိန်မှာကိုလိုက်တဲ့ငွေမောင်းများပြီးတော့ကနန်းလဲထွက်ကိုမလဲနိုင်လို့ရက်သွားတဲ့အချိန်မှာထွက်သွားရင်ရှေ့မှာကြိုးစားထားသမျှလက်သက်သေးတဲ့ရည်သွင်းဖြစ်မှာဆိုလို့ပါဟုတ်ပြီနော်ကဲကျွန်တော်မနေ့ကပြောတဲ့အချိန်မှာဆိုနှစ်ပတ်တီခွန်ပတ်တီထွက်ပြီး5ပတ်တီပဲကျန်မယ်3ည break က3ည break ထွက်ပြီโอเคကဲအဲ့တော့ကျွန်တော်ဗုဒ္ဓဟူးနေ့အတွက်ဆိုရင်ဗုဒ္ဓဟူးနေ့အတွက်နော်ကျွန်တော်ရဲ့နေကုန်လုံးမှန်နေကုန်လုံးမှန်4တလုံးရှိမယ်နော်နေကုန်ပတ်တီဆိုရင်53ညပတ်တီဟုတ်ပြီနော်နေကုန်ပတ်တီက53ညပတ်တီပြီးရင်ကီးခွေက2ခွန်4ကိုကီးခွေဒီကီးခွေကနေလည်းအပြီးထွက်သွားနိုင်တယ်အဲ့ထက်ဆိုရင်ကျွန်တော်2ခွန်နဲ့4ကိုကြိုက်တယ်နော်ပြီးရင်အဲ့တော့နေကုန်ထိုးဘက်ထုတ်မယ်ဆိုရင်9နဲ့ဆိုရင်9နှစ်9ခွန်9 4 9ကိုနော်3ညနဲ့ဆိုရင်3ညနဲ့3ညခွန်3ည4 3ည9ပြန်ချနှစ်ပေါ်ပါနေနော်ကဲအဲ့တော့နေကုန် break ဆိုရင်လည်း3 break 5 break 6 break 9 break ရတယ်အဲ့တော့ဒီမှာကျွန်တော်ရေးပေးထားတယ်မိတ်ဆွေတို့မနေ့ညထွက်ကနမနေ့20ညနေခွန်တော့အလင်းနဲ့ခက်ကြောင်23ခွန်ခွေ3ရက်တွင်ထွက်မယ်3ရက်တွင်ဆိုတော့တောက်ကြနေအထိပေါ့နော်အဲ့ကောင်ခွေကလုံးဝပြတ်ပင်မရှိဘူးနော်အလင်းနဲ့ခက်မှုခွေကလုံးဝပြတ်ပင်မရှိဘူးပြီးအဲ့တော့ကျွန်တော်ပထမမင်းရုံးနဲ့ကျွန်တော်ရေးမယ်ဆိုရင်9နှစ်9 8 9 4နော်9နှစ်9 8 9 4ဒူမရောဆိုရင်3ည5 3ည9 3ညခွန်ဟုတ်ပြီနော်3ည9 3ည5 3ည9 3ညခွန်အဲ့တော့နေကုန်နှစ်ကွက်ကောင်းဆိုရင်4 5နဲ့4 6ပါဗျနော်နေကုန်နှစ်ကွက်ကောင်းဆိုရင်4 5နဲ့4 6ပါနေကုန်တစ်ကွက်ကောင်းဆိုရင်တော့4 3တစ်ကွက်ရှိပါမယ်နော်နေကုန်တစ်ကွက်ကောင်းဆိုရင်4 3ပါ
အဲ့တော့မနက်ဖြန်နဲ့ဗုဒ္ဓဟူးနဲ့ကြာသပတေး2ရက်အတွင်းမှာဆိုရင်9-8ပတ်တိနော်9ပတ်တိနဲ့10ပတ်တိတစ်လုံးလာမယ်နှလုံးလုံးလည်းတွဲဆင်းရင်လည်းဆင်းကောင်းဆင်းနိုင်တယ်ဟုတ်ပြီနော်အဲ့တော့မနေ့ကအတွက်အပူးဆိုရင်တကယ်လို့အပူးလာခဲ့9ဘူး3ညာဘူး6ဘူး4ဘူးအဲ့ဒီအပူးနည်းနည်းတင်ထိုးပါကြံတာကိုရမှာမနေ့ကတော့ကျွန်တော်အကြိုက်ဆုံးပတ်တိက9ပတ်တိပါဟုတ်ပြီနော်ကဲအဲ့တော့မိတ်ဆွေတို့ဗုဒ္ဓဟူးနေ့မှာလည်းမိတ်ဆွေတို့ဆက်လက်အောင်မြင်ကြပါစေဗျာနော်ကဲအားလုံးကျေးဇူးပါဗျာ